အားလုံးပဲမင်္ဂလာပါကိုထက်ရဲ့ YouTube channel လေးကနေကိုမရီအားလုံးကိုတွေ့တွေ့စွာဖြင့်ပြန်လည်ကြိုဆိုလိုက်ပါရပြန်နော်ကိုထက်ကိုမရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်းဆန္ဒတွေတလုံးတော့ပါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလူရဆန္ဒတွေပြေဝကြပါစေလို့ကိုထက်ကဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျအဲ့တော့ကိုမရီအားလုံးပဲဒီရက်နေ့မှာတော့28ရက်10လ2025အင်္ဂါနေ့ညနေ4နာရီခွဲချိန်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာပါနော်အကိုမရီအားလုံးပဲကျွန်တော်ရထားတဲ့ကဏ္ဍလေးတွေကိုလာရောက်ပြီးတော့မျှဝေပေးတာပါနော်အကူမတွေအားလုံးကိုရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒလေးနဲ့လာရောက်ပြီးတော့မျှဝေပေးတာပါဗျနော် channel ကြီးကပြတ်သွားတဲ့အတွက်ဒီ channel လေးကပဲလာရောက်ပြီးတော့တင်ပေးမှာပါအကူမတွေအားလုံးပဲ channel လေးကိုတွေ့တာနဲ့ like လက်မလေးတွေနှိပ်ပြီး share လို့ရတဲ့နေရာလေးမှာ share ပေးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါနော်အကူမတွေအားလုံးကိုဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးကအကျိုးရှိစေမဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်เนาะတွေ့တာနဲ့ channel လေးကို subscribe လေးနှိပ်ပေးထားပါကျွန်တော်တင်တဲ့အချိန်တိုင်းအကူမတွေအားလုံးပဲမြင်အားတွေ့ရအောင်လို့လာရောက်ပြီးတော့မျှဝေပေးတာပါမျှဝေပေးတဲ့ channel လေးဖြစ်ပါတယ်ဗျာနော်အခုမှရအောင်မဲ့ channel ကြီးကတော့ကျွန်တော်တင်လို့မရတော့ပါဘူးဒီ channel လေးကနေပဲနေ့စဉ်နေ့တိုင်းတင်ပေးပါပါအခုမှရအောင်ကလည်းကိုထက်နဲ့လက်တွဲခြင်းပါတယ်ဆိုတော့အခုမှရအောင်ကဒီ channel လေးကိုတွေ့တာနဲ့ like လက်မလေးတွေနှိပ်ပြီး share လို့ရတဲ့နေရာလေးမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးကိုတအူးတယောက်တည်းကောင်းသားရေးနဲ့မကြည့်ပါနဲ့အများမြင်အများတွေ့အများပေါက်လို့ရမယ့်နေရာလေးတွေမှာဝိုင်းဝန်းပြီး share ပေးပါနော် channel လေးကိုလည်း subscribe လေးနှိပ်ပေးထားပါဗျာနော်အကောင်မတွေအားလုံးကိုရားစေခြင်းနဲ့ပေါက်စေခြင်းနဲ့ဆန္ဒလေးနဲ့လာရောက်ပြီးတော့မျှဝေပေးတာပါနော်လုံးမိုင်ပတ်သီးလေးတွေပါမယ်အခွေလေးပါမယ်တကွက်ကောင်းလေးပါမယ်မိန်းကွက်ကလေးတွေပါမယ်နော်အကောင်မတွေအားလုံးရှိမှလုံးမိုင်ပတ်သီးရှိရဆိုလဲကျွန်တော်ပေးတဲ့လုံးမိုင်ပတ်သီးလေးနဲ့ကတ်ထိုးလို့ရပါတယ်ဗျာနော်အကောင်မတွေအားလုံးကိုရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒလေးနဲ့လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်ဗျာနော်အမျိုးတွေအားလုံးကိုရပါစေပေါက်ပါစေဆိုတဲ့ဆန္ဒပါနော်ကဲ28ရက်10လ2025အင်္ဂါနေ့ညနေ4နာရီခွဲချိန်အတွက်လုံးမိုင်ပတ်သီးစီ3ပတ်သီး4ပတ်သီးပါနော်3မိုင်4မိုင်လေးပါအကူမတွေအားလုံးပဲ3ပတ်သီး4ပတ်သီးပါဗျာနော်အကူမတွေရှိမှလုံးမိုင်ပတ်သီးရှိတယ်ဆိုရင်လည်း3ပါသောကဏ္ဍ4ပါသောကဏ္ဍများနဲ့ကတ်ထိုးပါဗျာနော်အကူမတွေအားလုံးကိုရားသိခြင်းနဲ့ပေါက်စေခြင်းနဲ့စိတ်ကလေးနဲ့ပါနော်3နဲ့ဆိုရင် main ကွက်ကလေးတွေကဘာလေးလဲ4နဲ့ဆိုရင် main ကွက်ကလေးတွေကဘာလေးလဲဆိုကျွန်တော်တစ်ခါလေးပြောပြသွားမယ်နော်အခွေလေးလည်းပြောပြသွားမယ်တကွက်ကောင်းလေးလည်းပြောပြသွားမယ်ကိုကြိုက်နှစ်သက်ရလေးကိုယူထိုးပါကတ်ထိုးပါဗျာနော်အော်မလို့ကျွန်တော်ပေးတာလေးပဲထိုးခြင်းပါလို့လဲ like ကလေးကိုစုံကတိုင်အောင်ကြည့်နော် like လက်မလေးတွေနှိပ်ပြီးမှဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုအဆုံးထိကြည့်ပါနော်ဘေး100 200ကိုမှမတန်မျောပါနဲ့ဘေး100 200မကရအောင်ရှာပေးထားပါတယ်ဗျာနော်ကြိုးစားပေးထားပါတယ်နော်3နဲ့ဆိုရင် main ကွက်ကလေးဒီ35393936ပါနော်3နဲ့ဆိုရင်35393936ပါဗျာနော်4နဲ့ဆိုရင်41464942ပါ4နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ41464942ပါဗျနော်4လုံးအပီးပေါက်အခွေလေးဒီ3149အခွေလေးပါ4လုံးအပီးပေါက်အခွေလေးဒီ3149အခွေလေးပါဗျာနော်တကွက်ကောင်းလေးစီ3နဲ့ဆိုရင်တကွက်ပါမယ်4နဲ့ဆိုရင်တကွက်ပါမယ်နော်နှစ်ကွက်ကောင်းလေးပေါ့နော်တကွက်ကောင်းလေးစီ3နဲ့ဆိုရင်30ပါဗျာနော်4နဲ့ဆိုရင်4ခွန်ပါနော်နှစ်ကွက်ကောင်းလေးစီ3နဲ့ဆိုရင်30 4နဲ့ဆိုရင်4ခွန်ပါနော်ကိုထက်ကိုမရအောင်မယ်ဒီညနေမှာဒိုင်းရှိမှာငွေတွေအများကြီးထုတ်နိုင်ကြပါစေနော်ဒီညနေမှာဒိုင်းရှိမှာငွေတွေလည်းအများကြီးထုတ်နိုင်ကြပါစေစိတ်ချမ်းသာကိုကျန်းမာတဲ့မိသားစုဘဝလေးနဲ့လည်းဒါဝရပျော်ရွှင်နိုင်ပါစေတာယာသောဘဝလေးနဲ့လည်းဒါဝရပျော်ရွှင်နိုင်ပါစေလို့ကိုထက်ကဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကိုမတွေအားလုံးပဲဒီညနေမှာကျွန်တော်အကြိုက်ဆုံးကဏ္ဍလေးတွေရွေးပေးထားတာနော်ကြိုက်နေတတ်ရင်ထိုးပါအကြိုက်တူရင်ပို့ထိုးပါဗျာနော်ကိုမတွေအားလုံးပဲဒီညနေမှာဒိုင်းရှိမှာငွေတွေအများကြီးထုတ်နိုင်ကြပါစေအားလုံးပဲပိုင်းမယ်ပါဒီညနေမှာကံကောင်းကြပါစေဗျာနော်